ချဲတော့လူတော်တွေကဘာကြောင့်မအောင်မြင်တာလဲတချို့လူတွေကတော်တယ်ဉာဏ်လဲရှိတယ်ပညာလဲရှိတယ်ဒါပေမဲ့ဘာကြောင့်မအောင်မြင်တာလဲဆိုတာမေးမိဘူးမလားအဲ့ဒါကတော်တယ်ဆိုတာနဲ့အောင်မြင်တယ်ဆိုတာမတူလို့ပါအရင်ဆုံးတော်သူတွေကတော်ပေမဲ့မလုပ်တာသိတယ်အကြံရှိတယ်ဒါပေမဲ့အကောင့်ထဲမပေါ်တာအောင်မြင်သူကတော့လုပ်တယ်မလုပ်ရင်မနေရဘူးနောက်တစ်ခုတည်ကြည်မှုနေတာတစ်ခုပြဿနာဖြစ်တာနဲ့နောက်သွားတယ်ဒါပေမဲ့အောင်မြင်သူကတော့မလွယ်တဲ့အချိန်တွေကိုပါတီးပြီးဖြတ်တန်းတတ်တယ်နောက်တစ်ချက်ချိန်စီမံခန့်ခွဲမှုတော်ပေမဲ့အချိန်ကိုအရေးမကြီးတဲ့အရာတွေအပေါ်မျှော်လင့်နေတတ်တယ်အောင်မြင်သူကတော့အရေးကြီးတာကိုဦးစားပေးတတ်တယ်ပြီးတော့လူဆက်ဆံရေးတယောက်တည်းနဲ့ပြီးစီးဖို့စူးစမ်းတာကြောင့်အခွင့်အလမ်းတွေလက်လွတ်တတ်တယ်အောင်မြင်သူကလူတွေနဲ့ပူးပေါင်းတတ်တယ်နောက်ဆုံးအချက်ကိုမယုံတာငါလုံးလို့မဖြစ်ဘူးဆိုတဲ့စကားကတဲ့အောင်မြင်မှုကိုပိတ်သွားတယ်။အောင်မြင်သူတော်တော်များများကတော့ကိုယုံကြည်မှုနဲ့စခဲ့ကြတာပဲ။ညီကုန်းချုပ်ချင်တာကတော်တယ်ဆိုတာလုံလောက်တာမဟုတ်ပါ။လုပ်တတ်ခြင်းနဲ့တည်ကြည်မှုပဲအောင်မြင်မှုရရှိစေတတ်တယ်။နင်တော်ရဲဆိုတာမလုံလောက်ဘူး။လုပ်ပြီးမလုပ်မနေရတဲ့သူကတကယ်အောင်မြင်သူပါ။